မင်္ဂလာပါခင်ဗျာ The Excel Guide Channel ကနေပြီးတော့ကြိုဆိုပါရစေဒီနေ့ဒီဗီဒီယိုမှာတော့ Dynamic Attendance Sheet တစ်ခုကို Excel မှာဘယ်လိုဖန်တီးမလဲဆိုတာကိုရှင်းပြသွားပေးတော့မှာဖြစ်ပါတယ်စိတ်ဝင်စားတယ်ဆိုရင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါတယ်အရင်ဆုံး A2 ကို year အဖြစ်2026လို့ရိုက်ပါမယ်ပြီးရင်လအတွက် B2 ကနေ E2 အထိ match လုပ်လိုက်ပါမယ်data validation လုပ်ဖို့အတွက် keyboard က Alt ရဲ့ D ရဲ့ L ရဲ့ကိုအစဉ်အတိုင်းနှိပ်ပါ data validation box ကျလာတဲ့အခါမှာတော့ any value ဆိုတဲ့နေရာမှာတစ်ချက် click ပြီးတော့ list ဆိုတာကိုရွေးပါမယ်ပြီးရင် source အောက်က text box ထဲမှာ cursor ချပြီးတော့ကြိုတင်ရိုက်ထားတဲ့ last 12လကို select ပေးလိုက်ပါပြီးရင် OK နှိပ်ပါမယ်ဒါဆိုရင်တော့လတွေကို drop down ပုံစံအနေနဲ့ကျွန်တော်ရွေးချယ်နိုင်ပြီဖြစ်ပါတယ်အခုလကိုပြောင်းနိုင်ရဆွဲတွေ auto ပြောင်းနေဖို့အတွက် formula ရေးမှာဖြစ်ပါတယ်B3 ဆဲခွက်မှာ equal to DATEVALUE ခွင်းစာလို့ရိုက်ပြီးတော့ရက်ကတရက်ဖြစ်တဲ့အတွက်တစ်လို့ရိုက်ပါပြီးရင် N ကိုရိုက်ပါမယ်ပြီးရင် B2 ဆဲခွက်မှာ click ပါဆဲခွက်ကို lock ချဖို့အတွက် keyboard က F4 key ကိုနှိပ်ပါမယ်ပြီးရင် N ဘက်ထပ်နှိပ်ပြီးတော့ A2 ဆဲခွက်ကို click ပါမယ် lock ချဖို့အတွက် F4 ကိုထပ်နှိပ်ပါပြီးရင်တော့ enter ခောက်လိုက်ပါမယ်ဒါဆိုရင်ကျွန်တော်တို့ head sign ပုံစံလေးတွေပြနေမှာပါဒါကကျွန်တော် column ကျင်းနေလို့ဖြစ်ပါတယ် column ကိုချိန်လိုက်မယ်ဆိုရင်ကျွန်တော်ကုတ်နံပါတ်ကလေးတွေတွေ့ရမှာပါဒါကကျွန်တော်နေဆွဲတွေရဲ့ကုတ်နံပါတ်ဖြစ်ပါတယ်ဒါကိုကျွန်တော်တို့ရက်ကလေးတွေပုံနေကြတာဖြစ်တဲ့အတွက်ရက်ဆွဲရိုက်မဲ့ဆဲအားလုံးကိုဆက်လက်လုပ်ပါမယ် control 1ကိုနှိပ်ပြီးတော့ format ဆက်ပေါ်လာရင်အောက်ဆုံးက custom ဆိုတာကိုနှိပ်ပြီးတော့ general ဆိုတဲ့နေရာမှာ D လို့တစ်လုံးနဲ့ရိုက်ထည့်လိုက်ပါပြီးရင် OK လိုက်ပါခုဆိုရင်တော့ကုတ်ကနေပြီးတော့တစ်ဆိုပြီးတော့ပြောင်းသွားတာကိုတွေ့ရမှာဖြစ်ပါတယ်ပြီးရင် C3 ဆဲခွက်မှာ equal to B3 + 1လို့ရိုက်ပြီးတော့ enter ခောက်လိုက်ပါမယ်ပြီးရင် C3 ကနေပြီးတော့ AF3 အထိကျွန်တော် fail လုပ်လိုက်ပါမယ်ဒါဆိုရင်တော့တရက်နေ့ကနေပြီးတော့31ရက်နေ့အထိရမှာဖြစ်ပါတယ်ဒါစီကကျွန်တော်တို့ကိုပြနေတာတော့1 2 3 4ဆိုပြီးတော့ပြနေပြီလေသူ့ရဲ့တကယ်တန်ဖိုးတွေကကျွန်တော်တို့တရက်တလ2026ကနေပြီးတော့31ရက်တလ2026အထိဖြစ်ပါတယ်format cell မှာဒီလို့တစ်လုံးနဲ့ရိုက်ထားတဲ့အတွက် day တစ်မျိုးတည်းကိုသာပြနေတာဖြစ်ပါတယ်အခုကျွန်တော်တို့ day တွေရဲ့အောက်မှာ Sunday Monday Tuesday ဆိုပြီးတော့ထည့်မှာဖြစ်ပါတယ် day တွေကိုပဲ copy ယူပါမယ် B4 ကနေပြီးတော့ AF4 T ကို select လုပ်ပြီးတော့ control နဲ့ D နဲ့ကိုတွဲနှိပ်လိုက်ပါဒါဆိုရင်တော့ day တွေရလာပြီဖြစ်ပါတယ် Sunday Monday Tuesday ဆိုပြီးတော့ပြောင်းဖို့အတွက် control 1ကိုနှိပ်ပြီးတော့ format cell ကိုခေါ်ပါမယ်ပြီးရင် general ဆိုတဲ့နေရာမှာ D ကို3လုံးရိုက်ပေးရမှာဖြစ်ပါတယ်ပြီးရင် OK လိုက်ပါဒါဆိုရင်တော့ကျွန်တော်တို့လိုချင်တဲ့Sunday Monday Tuesday ဆိုတဲ့ရက်တွေရလာပြီဖြစ်ပါတယ်နေ့တွေရက်တွေလတွေနှစ်တွေကိုကြည့်လို့ကောင်းအောင်အရောင်လေးတွေထည့်ပါမယ်ပြီးရင် border line လေးတွေထည့်ပါမယ်ပြီးရင်တော့စနေတနင်္ဂနွေပိတ်ရက်တွေကိုရောင်းချပါမယ် data range ကို select မှတ်ပါပြီးရင် conditional formatting တွေက new ကိုနှိပ်ပါ use a formula to determine ဆိုတာကိုနှိပ်ပါမယ် text box ထဲမှာကစားချပြီးတော့ equal to WEEKDAY ခွင်းစာ B $4,2 ခွင်းပေgreater than 5လို့ရိုက်လိုက်ပါမယ်ဒီ formula က B4 ကဘာနေလဲဆိုတာကိုခဏနဲ့ပြပေးတာဖြစ်ပါတယ် Monday ဆိုရင်1 Tuesday ဆိုရင်2အဲ့လိုအစဉ်လိုက်ပြပါတယ်Saturday နဲ့ Sunday ဆိုရင်တော့6နဲ့9လို့ပြပြီးမှာဖြစ်ပါတယ်ဒါကြောင့် formula ရဲ့အဆုံးပိုင်းမှာ9တက်ကြီးရင်လို့ပြောထားတာပါအဲ့တော့9တက်ကြီးရင်ကျွန်တော်တို့ကဘယ်လိုသတ်မှတ်မှာလဲဆိုတာကို format မှာရွေးပြရမှာဖြစ်ပါတယ်ဒါကြောင့် format ကိုနှိပ်ပါမယ်အခုကျွန်တော်တို့ကအရောင်ပြောင်းနေတယ်ဒါကြောင့် fill မှာကျွန်တော်တို့ချိန်ချင်တဲ့အရောင်ကိုရွေးပြပါမယ်ပြီးရင် OK လိုက်ပါအခုဆိုရင်လကိုပြောင်းလိုက်တိုင်းပိရက်တွေကအလိုလျောက်လိုက်ပြောင်းနေမှာဖြစ်ပါတယ်လတိုင်းဟာ31ရက်နဲ့ဆုံးတာမျိုးမဟုတ်ဘဲနဲ့28နဲ့ဆုံးတဲ့လ30နဲ့ဆုံးတဲ့လဆိုပြီးတော့ရှိနေတာတွေဖြစ်တဲ့အတွက်အဲ့လိုလတွေမှာနောက်လရဲ့1ရက်2ရက်လို့ပေါ်နေတာတွေကိုကျွန်တော်တို့ကမှိန်ပြရပါမယ်အဲ့ဒီအတွက်28ရက်ကနေပြီးတော့1ရက်2ရက်3ရက်ဆိုပြီးတော့ပေါ်နေတဲ့ data series ကို select လုပ်ပါမယ်ပြီးရင် conditional formatting တွေက new ကိုနှိပ်ပါ use a formula to determine ဆိုတာကိုထပ်နှိပ်ပါမယ် text box ထဲမှာကစားချပြီးတော့ equal to month month ခွင်းစာ AC $3 ခွင်းပေ less than and greater than ရိုက်ပါမယ်ဒါက not equal to လို့ပြောတာပါ month ခွင်းစာ $AC $3 ခွင်းပေလို့ရိုက်လိုက်ပြီးတော့ format ထဲကိုဝင်ပါမယ်ပြီးရင် fill မှာကိုချယ်တဲ့အရာကိုရွေးပါပြီးရင် font ကိုလည်းကိုချယ်တဲ့အရာကိုရွေးပြလိုက်ပါမယ်ပြီးရင် OK လိုက်ပါ
ခုဆိုရင်တော့ကျွန်တော်တို့ရဲ့ internet ရှိလေးကပြီးဆုံးသွားပြီဖြစ်ပါတယ်ဒီနည်းလမ်းကိုသုံးပြီးတော့လုပ်ငန်းခွင်မှာအချိန်ကိုသက်သာပြီးပုံမှန်စနစ်ကြတဲ့ record တွေကိုထားရှိနိုင်ဖို့ပြောနေပါတယ်ဒီဗီဒီယိုလေးကလူကြီးမင်းတို့တွေအကျိုးရှိတယ်ဆိုရင် like and subscribe လေးလုပ်ပြီးဖို့မမေ့ပါနဲ့ခင်ဗျာအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့တဲ့ Excel ကဦးညီပါ